Hello, welcome to my channel. ဒီနေ့မှာဆိုလို့ရှိရင်တော့တရုတ်စာ character ပေါ့နော်အခြေခံစုပ်ချက်ဆွဲနည်းကိုသင်ပေးသွားမှာဖြစ်ပါတယ်ဘယ်လိုမျိုးအလွယ်မှတ်လို့ရလဲဆိုတာကြည့်ကြရအောင်ပထမဆုံးတစ်လုံးကတရားလို့ခေါ်တယ်တရားပြီးတော့ဟန်သူ့ဟီလို့လည်းတည်ထားတယ်ဟုတ်လားကလေးလေးဆိုဟန်အဲ့လိုခေါ်ကြတယ်ဆိုတော့树တခြားမယ်ဘေးဘက်ကိုဆွဲမယ်撇ဆန့်ကျင်ဘက်ကိုဆွဲမယ်နှအပေါ်ကိုတက်သွားမယ်ထီဒီ6လုံးကလောက essential မရှိမဖြစ်သူကိုမိညမ်းပြီးတော့နောက်စာလုံးတွေထပ်ပြီးတော့ပွားပြီးတော့ရေးသွားတာပြန်ပြောမယ်နော်点横竖撇捺提ဟုတ်ပြီစိုက်နည်းလေးတွေကိုပြန်ပြီးပြောပြမယ်点ဒီလိုမျိုးအောက်ကိုဆွဲမယ်ဟန်တက်ဆွဲမယ်ရှုထောင်းလိုက်ဖြေဒီဘက်ကိုကားမယ်အပေါ်ကနေပြီးတော့နှဒီဘက်ကိုသားမယ်ပေါ်ကနေပဲဆွဲမယ်နော်ထီအောက်ကနေပြီးတော့တတ်သွားမယ်ဟုတ်ပြီလားဆိုရင်အောက်ကနေပေါ်ဆွဲလို့မရဘူးလားမရပါဘူးမှားတယ်နော်နောက်ကနေအရှိဆွဲလို့မရဘူးဒီမြပြထားတဲ့အတိုင်းပဲဆွဲရမှာဟုတ်ပြီဒီ6လုံးကိုမြင်ញမ်းပြီးတော့နောက်ထပ်စာလုံးတစ်တည်းရေးကြမယ်ပထမဆုံးတစ်လုံးဟန်နဲ့ပတ်သက်တာရေးမယ်ဟန်ကိုမှကုန်းတစ်တည်းလေးထဲမှာဟန်ကုန်းလို့ခေါ်တယ်ဟန်ကုန်းဟုတ်ပြီဟန်ကိုမှဒီရှုလေးပေါင်းမှာဒီရှုလေးဟန်နဲ့ရှုနဲ့ပေါင်းတာသူ့ဟန်ရှုလို့မခေါ်ဘူးဟန်ဂျေလို့ခေါ်မယ်ဂျေဆိုတဲ့စာလုံးတစ်လေးမှတ်ထားမယ်နော်ဟန်ဂျေဟုတ်ပြီအဲ့ဒီဟန်ဂျေကိုမှကုန်းတစ်တည်းလေးထဲမယ်ဟန်ဂျေကုန်းဟုတ်ပြီလားဆိုရင်ဘာလို့ဒီအတွင်းဘက်ကိုကုန်းတစ်တည်းလေးထည့်ရလဲအပြင်ဘက်ကိုထည့်လို့မရဘူးလားမရဘူးဘာလို့လဲအပြင်ဘက်ဆိုရင်ဒီလိုထောင်တတ်သွားမှာ哦အဲ့တော့100ကိုမှအပြင်ဘက်ကိုထည့်လိုက်မယ်ဆိုရင်ထီ100ထီလို့ခေါ်မယ်မတူဘူးနော်ဒါလေးကိုကုန်းလေးဘယ်လိုမှတ်မလဲကြိတ်ကောက်လေးဆိုပြီးမှတ်လို့ရတယ်ငါများကြိတ်ကောက်လေးအဲ့လိုမျိုးမှတ်လို့ရတယ်ဒါဆို100ကိုမှကုန်းတစ်တည်းထည့်ရတာ100ကို100ကိုမှထီလေးပေါင်းလာတာ100ထီ okay ဟန်ကိုမှဖြေလေးပေါင်းမှာဒီဖြေလေးလားဆိုရင်တိတ်မလားအစားပြန်ရေးပြီနော်ဟန်ကိုမှဖြေလေးပေါင်းမှာဟန်ဖြေအဲ့ဒါနဲ့တည်းမရှိဘူးနော်အခုထိဟန်ဖြေ okay 100ကိုမှတော့ဒီ100ကိုမှ11လေးကွာဒီနောက်11လေး101ကိုခေါ်ပဲအဲ့ဒီ101ကိုမှကုန်းတစ်တည်းလေးထည့်မယ်101ကုန်း101ကုန်းဟုတ်ပြီဒီ100ကိုပဲလို့ဆိုတာဟန်တစ်ခုထည့်မယ်ကွာ100မှာဟန်ထည့်မယ်အဲ့ဒါ100ဟန်လို့မခေါ်ဘာလို့လဲအရင်အလုပ်ရှုပ်တယ်လေလို့ဆိုဒီမှာဟန်ရှုပ်ပေါင်းတာကဟန်ရှုပ်လို့မခေါ်ခဲ့ဘူးလေ100လို့ခေါ်ခဲ့တယ်ဟုတ်ပြီဒီမှာဟန်ထည့်တော့လေ100ဟန်မခေါ်တော့100ပြီးသွားပြီ100တလုံးနဲ့ဟုတ်လားအဆွေဒီတလုံးကိုမှတ်ထားရင်ရပြီအဲ့တော့100ရှုပဲလားဟန်ပဲလားလို့ဆိုတာ100လို့ပဲခေါ်လိုက်မယ်ဒါပေမဲ့ဒီပထမဆုံးဆွဲတဲ့ဟာကိုဒါတော့သူ့ရဲ့နာမည်တိုင်းပဲခေါ်ရမယ်နော်100အဲ့ဒီ100ကိုမှ100ကိုမှကုန်းလေးထည့်ရရှိသေးတယ်100ကုန်းဒါကြတော့မတူနော်这就是100就是100万လေးဖြစ်နေလို့100万လို့ခေါ်တာဒါကြတော့ဟန်စထားတာ100ရမနော်ဟန်နဲ့ပတ်သက်တာနောက်တစ်ခုကစုနဲ့ပတ်သက်တာစုကိုမှကုန်းတစ်တည်းလေးထည့်မယ်စုကုန်းလို့ခေါ်မယ်စုကုန်းလက်ရှိဘာလို့ဒီဘက်ကြိတ်ကောက်လေးဖြစ်နေပြန်ပြီလောက်ဆိုပဲလေကုန်းဆိုတာကကြိတ်ကောက်လေးဘာလို့အပြင်ဘက်ကိုထည့်လို့မရအပြင်ဘက်ကိုထည့်လိုက်ရင်ထီဖြစ်သွားရောစုထီဖြစ်သွားရမယ်နော်အဲ့ဒီ
树果嘛，老师阿宝爸认为行包没，树行我们考不，树折了考没啊，树折遇到了些树果嘛，我碗里多没，树碗，树碗我嘛，讲的里头没，树碗讲。树折个嘛，树太太呗，树折树了么考，树折折呗。ဒီရနဲ့သဘောတရားတူတူပဲအဲ့တော့ဆိုတော့ဒီမှာရှုကိုရင်ရေးတော့ရှုကိုရင်ခေါ်လိုက်တယ်ဒီမှာကျတော့ဟန်ကိုအရင်ရေးတော့ဟန်ကိုခေါ်လိုက်တယ်အနောက်မှာကျတော့ဘာပဲလားလားရှုပဲလားလားဟန်ပဲလားလားဆိုတော့ဂျဂျပဲခေါ်လိုက်တယ်ဒီမှာလည်းလို့ပဲရှုဂျဂျပြီးတော့အဲ့လို့ဆိုကုန်းသုံးကုန်းရှိတယ်ဒီမှာပြီးတော့အဲ့တကောဘာဒီလဲဆိုတော့စုကုန်းပြီးတော့လို့ရှိရင်ဝမ်းဝမ်းလေးကုန်းတာမို့လို့ဝမ်းကုန်းလို့ခေါ်ရတော့ဝမ်းဝမ်းလေးဖြစ်နေတာတွေ့လားပြောင်းပြန်ကုန်းမယ်ရှေကုန်းအောက်ကနေကုန်းတာဝေါ်ကုန်းဒါပဲဟုတ်ပြီလက်ရှိတော့ဒီရှေကုန်းကိုဟန်နဲ့ပေါင်းလိုက်မယ်ဒီမှာတစ်လုံးရှိမယ်ဟန်မှာနော်ဟန်နဲ့ပတ်သက်တဲ့နေရာမှာရေးမယ်နော်ဟန်ရှေကုန်းအဲ့လိုမျိုးဟန်ရှေကုန်းတလားအတန်ထွက်အသက်တွေမပါဘူးတလားစတိရမယ့်စာလုံးတွေကိုတော့ပေါင်းပြီးတော့ပြောတော့ရပဲရှိရမသိcharacter ကြီးကအရန်ကိုများတယ်ဘယ်လိုမှကမလဲမသိဘူးအတန်ကြီးလည်းအရန်ကြီးရှုပ်တယ်ပေါ့နော်လို့ပြောတော့မှမနဲ့လို့ရှုမှတ်တယ်လို့မှဟန်ဆိုရင်ဟန်နဲ့ပတ်သက်တာရေးသွားမယ်ရှုဆိုရင်ရှုနဲ့ပတ်သက်တာသွားမယ်ဟုတ်ပြီဒီမှာနောက်တစ်ခုရှိသေးတာ老师တယောက်ကပြောပါလေဆိုတော့老师ရဲ့ဒီအတူအရှိကြီးပေါ့နော်ဒီရှုဆွဲတာဟန်ဆွဲရကြီးပုံတည်လားဆိုရင်မေးရပုံတည်မဟုတ်ဘူးเนาะသူကစာလုံးပေါ့လိုက်ပြီးတော့လို့ဆိုတော့ကအတူရေးတင်ရေးရမယ်အရှိရေးတင်ရေးရမယ်ဥပမာဒီရှုစောဆိုလို့ရှိရင်ရှုကရှေ့ရလည်းဖြစ်နိုင်တယ်ဂျဒီလိုလည်းဖြစ်နိုင်တယ်ဟုတ်ပြီရှုကတိုးတာလည်းဖြစ်နိုင်တယ်ဒီလိုလည်းဖြစ်နိုင်တယ်အမျိုးမျိုးပုံစံမျိုးဖြစ်နိုင်တယ်ဆိုတော့သိရမှာကကိုဘာရေးနေရလဲပဲစာလုံးရေးနေရလဲစာလုံးကိုလိုက်ပြီးတော့လို့ဆိုတော့ကဒီအတူအရှိလေးကိုညှိပေးရမယ်ရမယ်နော်ဟုတ်ပြီပြီးလို့ရှိရင်ဒီဖြည့်နဲ့တရားနဲ့ပေါင်းမယ်ဖြည့်တရားလို့ဆိုတရားလေးကပစ္စည်းလေးတော့ဖြည့်ဒီမှာတရားဖြည့်တရားဒီပေါင်းစက်တဲ့ဒီပြီးွားရေးမယ်ဆိုလို့ရှိရင်ဒီလိုတစ်ချက်အဲ့လိုမရေးအောင်နော်တစ်ချက်တည်းဒီလိုဆိုမားရနော်တခါရယ်ဒီလိုဆွဲရမယ်တပရိတ်တယ်โอเคနော်နောက်တစ်ခု3နဲ့ပတ်သက်တဲ့စာလုံးပြောမယ်3နဲ့လက်ဆို3အရင်လေးကနည်းနည်းရောချင်3စတရအောင်ပြောင်းလိုက်ပါမယ်3နဲ့ပတ်သက်တာဒါဆိုဘာလို့3လို့ပြောလဲဆိုသူ့စာလုံးက3နဲ့တူတယ်အင်္ဂလိပ်စာလုံးဒီ3နဲ့တူတယ်ကြည့်မယ်ခုနကဆိုပြောထားရဲ့ဒီဟန်ဖြေကိုမှာဆိုဒီဝန်ကုန်းလေးပေါင်းမယ်ဟန်ဖြေဝန်ကုန်း3နဲ့တူတယ်对啦ဟန်ဖြေဝန်ကုန်းဒီဟန်折ကိုမှာဆိုဒီဖြေလေးပေါင်းမယ်ဟန်折撇ဟန်折撇နောက်တစ်ခုအဲ့ဒီဟန်折ကိုမှာဟန်折ကုန်းဒီလိုလေ折ကဘယ်နှခုဖြစ်သွားလဲ1 2 3ခုဖြစ်သွားတယ်折3ခါဆိုရမယ်နော်ဟန်折ကုန်းရမလားလက်ရှိတော့ဒီအထိပဲရှိမယ်နော်အဲ့တော့ဗီဒီယိုလေးကိုကြည့်မယ်ဆိုလို့ရှိရင်လက်ရှိလို့အစအပြင်ပြီးတော့ပြောပြမယ်နော်တပိုင်းစီခွဲပြီးတော့မှတ်မယ်နော်点横竖撇捺提竖နဲ့ပတ်သက်တာမသွားခင်ဟန်နဲ့ပတ်သက်ရတော့နော်ဟန်ကုန်း
含着含နဲ့ရှုနဲ့ပေါင်းထားတယ်မယ်含着လို့ခေါ်မယ်含着ကိုမှကုန်းတတိလေးထည့်မယ်含着ကုန်း含着ကိုမှထီလေးပေါင်းမယ်含着ထီ含ကိုမှ撇ကမယ်含撇含着ကိုမှဝမ်းဝမ်းလေးရေးမယ်含着ဝမ်းအဲ့ဒီ含着ဝမ်းကိုမှကုန်းတတိလေးထည့်မယ်含着ဝမ်းကုန်း含着ကိုမှ含ထပ်ကမယ်含着着含着着ကိုမှကုန်းတတိလေးထည့်မယ်含着着ကုန်းOkay ရှုနဲ့ပတ်သက်တော့ရှုကုန်းဒီဘက်ဘာလို့မရလဲဒီဘက်ဆိုလို့ရှိရင်ဒီဘက်ကိုသွားမယ်ဆိုလို့ရှိရင်ဆိုတော့ထီပြောသွားမယ်နော်ဒီဘက်မှာကြည့်မယ်ရှုထီရှုကိုဟန်ပေါင်းမယ်ရှုဟန်မခေါ်ဘူးနော်ရှု着ရှု着ကိုမှဒီမှာကုန်းထည့်တော့မပါသေးဘူးနော်ရှုဝမ်းဝမ်းလေးနောက်ခုမတူဘူးနော်၄တောက်ဖြစ်နေရတယ်ဒီမှာဝဝိုင်းလေးဖြစ်နေရတယ်ရှုဝမ်းကိုမှကုန်းတလေးထည့်မယ်ရှုဝမ်းကုန်းရှု着ကိုမှရှုထပ်ထည့်ရှု着ရှုလို့မခေါ်ဘူးရှု着着လို့ခေါ်မယ် Okay ကုန်းသုံးကုန်းကြည့်မယ်နောက်ကိုဝမ်းဝမ်းလေးကောင်းမယ်ဝမ်းကုန်းရောက်မြန်ကုန်းတာကြတော့ရှေကုန်းအောက်ကကုန်းနဲ့ဝေါ်ကုန်း Okay 老师ဒီ3နဲ့ပတ်သက်တာ3လုံးနဲ့含撇弯弓ဒါကြတော့含着着ကိုမှ撇ကထားတာ含着着撇ဒီမှာကြတော့含着着着弓ရမလား Okay ဒီနေ့တော့ဒီထိပါပဲ老师တို့တင်မှာနောက်ပြန်ကြမှာဆက်ပြီးတော့တွေ့ကြမယ်